brain ရောဇက်ကောင်တွေကတလာလာလေးတို့တလာလာလာဆိုတဲ့ဇက်ကောင်လေးကိုကြိုက်တဲ့သားလေးအတွက်ဂိတ်လေးပြင်ဆင်ပေးထားတာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင် Hello Foodie မွေးနေ့ဂိတ်မန္တလေးမြို့ပါခုလုံနေတဲ့ဂိတ်ဆိုင်လေးကတော့6လက်မဂိတ်ဆိုင်လေးဖြစ်ပါတယ်ရှင်အောက်နားလေးတွေကိုအစိမ်းရောင်လေးတွေနဲ့လှုပ်လိုက်တယ်ပေါ့နော်ပြီးတော့မှမျက်နှာပြင်ပေါ်မှာလည်းအစိမ်းရောင်မြက်ခင်းလေးလည်းလုံးမယ်ရှင်ပြီးရင်တလာလာလေးလိုလာအယုတ်ကလေးတွေတင်မယ်ရှင်နော်ပြီးရခါကျတော့ဘေးကာဘာလိုင်းလေးကိုတော့အဖြူရောင်လေးနဲ့ပဲကာဘာလုပ်ထားပါတယ်ရိုးရှင်းပြီးတော့မှလှုပ်ရတာအရန်လွယ်ကူပါတယ်ရှင်အစိမ်းရောင်ကာလာတောက်လေးတွေလုံးမယ်ဆိုရင် customer လေးတွေကိုအရသာနည်းနည်းပြောင်းနိုင်ကြောင်းကြိုပြောထားရပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့အစိမ်းရောင်တောက်လေးရဖို့ဆိုရင်ဖုကာလာကလေပုံမှန်ကာလာတွေထက်ကိုများများသုံးရတာမို့လို့ပါကလေးလေးတွေကအယုတ်လေးတွေကြိုက်တယ်ဒါပေမဲ့ bakery supply ဆိုင်တွေမှာကအယုတ်လေးတွေမရှိဘူးဆိုရင်တော့ကျွန်တော်ကတော့ Pinterest မှာပုံလေးတွေလိုက်ရှာပြီးတော့မှဖိုတိုသက်ပုံသားနဲ့ print ထုတ်ပြီးတော့ကိတ်လေးတွေမှာအသုံးပြုလိုက်တာဖြစ်ပါတယ်ရှင်